ကျွန်တော်တို့စဉ်ဆက်မပြတ်ပြောင်းလဲနေတဲ့လောကကြီးမှာအောင်မြင်မှုအတွက်ဆိုရင်တေချာတဲ့နည်းလမ်းတစ်ခုလို့ရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့အမြဲမပြတ်လေ့လာသိမှုဖြစ်ပါတယ်။ကျွန်တော်တို့ဖြတ်တန်းနေတဲ့နေ့ရက်တိုင်းမှာလေ့လာသိမှုဆိုတဲ့အရာသာရှိမယ်ဆိုရင်ကျွန်တော်တို့ဘဝမှာကြုံတွေ့လာမယ့်အခက်အခဲတိုင်းကိုကူညီဖြေရှင်းဖို့အတွက်လက်နက်ကောင်းတွေရှိနေရတဲ့အတူတူပါပဲ။အဲ့တော့မိတ်ဆွေကဘယ်အရာပဲမျှော်မှန်းထားပါစေလုပ်ငန်းခွင်ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်အဲ့ဒီနေရာမှာမိတ်ဆွေသင်ယူလေ့လာနေတဲ့အရာတွေကိုယ့်ရဲ့နယ်ပယ်မှာအောင်မြင်မှုဆိုတဲ့အရာကိုတွန်းပို့ပေးမယ်လောင်စာအဖြစ်ပြောင်းလဲသွားပါတယ်ပြောချင်တာပို့ပြီးတော့မြန်ဆန်လိုက်မယ်အဲ့ဒါတွေကိုရဖို့ရတော့အဲ့ဒီနေရာမှာတစ်ခုလေးကျွန်တော် message တင်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကိုစိတ်ကူးထဲမှာပုံဖော်ပြီးတော့မှကျွန်တော်အိမ်မက်မက်နေရုံနဲ့ပြီးပါဘူးအိမ်မက်ဘလောက်ပဲကြီးနေပါစေမိတ်ဆွေအလုံးမပါဘူးဆိုတော့မှဖြစ်လာအဲ့ဒီနေ့ကစပြီးတော့အိမ်မက်လည်းမတ်ပါအလုပ်လည်းလုပ်ပါအချိန်တွေမှာတော့ကျွန်တော်တို့လိုချင်တဲ့နေရာကိုကျွန်တော်တို့လိုချင်တဲ့ပေါင်းမှုဆိုတဲ့အရာမိတ်ဆွေအစစ်အလိုက်ပြီးတော့